โอเคနားသားတဲ့ချင်းဖြင့်ကပြပျော်ပြဲပေးသွားတော့ Grade 4မှာသမီးငယ်လေးများကိုအထူးပင်ကျေးဇူးတင်ရှိပါရဲ့ရှင်